ပါမုခကျုဆရာတော်ဒေါက်တာနန္ဒမာလာပြည်ဝန်သားဤငယ်မီမောင်မောင်ဆန်းလင်းဖြစ်ပါတယ်။မောင်ဆန်းလင်းကို1940ခုနှစ်မတ်လ22ရက်နေ့တွင်မန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ပင်ရွာနေခမီးလော်ဦးဆန်လမေတော်တော်ခင်တို့မှဖွားမြင်ပါတယ်။1944အသက်5နှစ်သားအရွယ်စင်ကူးမြို့နယ်ညောင်ပင်ရွာပေါ်တော်မှုကြောင့်ဆရာတော်ဦးကေလာသဦးလေးဘုံကြီးထံတွင်မြန်မာစာပေနှင့်ဗုဒ္ဓစာပေများကိုစတင်သင်ကြားခဲ့ပြီး1949ဝါဆိုလဆန်း17ရက်နေ့အသက်10နှစ်အရွယ်မှာတော့စကိုင်းတောင်ယိုဝိပဿနာကန္တာယုံကျောင်းရှိအဘိဓဇမဟာရထဂုရုနဝမမြောက်ရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ကြီးကိုဥပဇရေပြုလျက်ရှင်သာမဏေပြုခဲ့ပါတယ်။1953အသက်73နှစ်အရွယ်မှာအဘိဓမ္မာစာမေးပွဲ3ဆင့်စတင်အောင်မြင်ခဲ့ပါတယ်။1956အသက်16နှစ်မှာအစိုးရဓမ္မာကြရိယာတန်းကိုဂုံဒူးချမ်း2ကျမ်းနဲ့အတူထူးထူးချွန်ချွန်အောင်မြင်ပြီးသာသနာတဇတိရိပဝရဓမ္မာကြရိယာဖွဲ့ရရှိခဲ့ပါတယ်။1959သာသနာလင်္ကာရတာမဏေကျော်ဖွဲ့ကိုထပ်မံရရှိခဲ့ပါတယ်။1958စကိုင်းမြို့မဟာတုဘောရာယုံတိုက်ကိုနောင်တော်များနဲ့အတူတီထောင်ကာပဒါနစာချတိုက်ချက်အဖြစ်အဆင့်ဆင့်တောင်းလွှင့်များထမ်းဆောင်ခဲ့ပါတယ်။1960ပြည့်နှစ်တွင်နဝမရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ဘုရားကြီးကိုဥပဇရေပြုလျက်ယဟန်ဘဝသို့ရောက်ရှိခဲ့ပါတယ်။နောင်တော်ရင်းဖြစ်သောပတ္တန္တနာရတထံတွင်တတ္တာတင်္ဂဟတပိတကအခြေခံများကိုပထမပြန်စာမေးပွဲဆိုင်ရာကျမ်းစာများကိုသင်ယူခဲ့ပြီးဇေယမေတနီဝါဆိုကျောင်းဆရာတော်ပတ္တန္တအဂိယရွှေကျင်သာသနာပိုင်အဘိဓဇမဟာရထဂုရုထံဓမ္မာစရိယတန်းဆိုင်ရာကျမ်းစာများကိုစီးပူးခဲ့ပါတယ်။စကိုင်းမြို့မှာမဟာတုဘောရာယုံတိုက်ရှိနောင်တော်များဖြစ်ကြသည့်နာယကတိုက်အုပ်တိုက်ချက်ဆရာတော်များထံတွင်တက္ကစီဟစေတီယံကနတန်းဆိုင်ရာကျောင်းစာများကိုသင်ယူခဲ့ပါတယ်။ရန်ကုန်မြို့ဇမ်ပုတီဖကျောင်းဆောင်တွင်တိပိဋကပါဠိမြန်မာအဘိဓမ္မာကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ်ချမ်းမြေရစ်တာဆရာတော်ပတ္တန္တဇနကပြည်ဝင်တာထံအင်္ဂလိပ်ဘာသာကိုစတင်သင်ယူခဲ့ပါတယ်။1963ခုနှစ်မှာရန်ကုန်စေတီယံကနအဘိဝင်တာဘွဲကိုထပ်မံရရှိခဲ့ပါတယ်။တဖန်1964မှာသာသနာတဇဓမ္မာကြရိယဝိနယပါဠိပါရဂူဘွဲကိုရရှိခဲ့ပါတယ်။ဒီနှစ်ထဲမှာပဲမန္တလေးတက္ကစီဟအဘိဝင်တာဘွဲကိုရရှိခဲ့ပြန်ပါတယ်။1983ခုနှစ်မှာအစတင်တွင်ကျမ်းစာများကိုရေးသားပြုစုရာအင်္ဂလိပ်မြန်မာနှစ်ဘာသာနှင့်ကျမ်းစာများကိုထုတ်ဝေခဲ့ပါတယ်။1980မှအစပြု၍ပါဒနာရေးဆောင်ရွက်ချက်များမှာပထမအကြိမ်တန်ခအဖွဲ့အစဉ်အတွက်စကိုင်းမြို့နယ်တန်ခနာယကအဖွဲ့ရွှေကျင်အဖွဲ့အဝင်အဖြစ်၎င်းဓမ္မာစရိယစာမေးပွဲအကျိုးဆောင်အဖြစ်၎င်းနိုင်ငံတော်ဗျံတန်ခဝင်ဆောင်ရွှေကျင်အဖြစ်၎င်းပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့အဝင်နိကာယာစာမေးပွဲစီရင်စည်းကမ်းရေးဆွဲရေးအဖွဲ့အဝင်နိုင်ငံတော်တီချာဝီနီတော်အဖွဲ့အမတ်တစ်ထိုင်98ဤဝီနီတော်ပထမပြန်စာမေးပွဲကျင်းပရေးအဖွဲ့စကိုင်းဤပုတ်ဆကဥက္ကဋ္ဌအဖြစ်၎င်းဆောင်ရွက်ခဲ့ပါရဲ့1986အိန္ဒိယနိုင်ငံအာတမ်ပြည်နယ်နှင့်အရူနာချေပရာဒိတ်မှာယဟန်တာမဏေကျောင်းသားငယ်များကိုမြန်မာစာနှင့်အဘိဓမ္မာတို့ကိုပို့ချပေးခဲ့ပါတယ်။1989တီလင်္ကာနိုင်ငံဘော်ရလာမြို့ YMBA အသင်းတိုက်တွင်အဘိဓမ္မာကိုအင်္ဂလိပ်ဘာသာနှင့်ပို့ချပေးခဲ့ပါတယ်။1989တီလင်္ကာနိုင်ငံ University of Kelaniya မှာ MA Buddhist Studies ဘွဲ့ကိုရရှိခဲ့ပါတယ်။1994 American ပြည်ထောင်စု Maryland ပြည်နယ် Silver Spring မြို့မင်္ဂလာရာမကျောင်းတိုက်တွင်မြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲ့ပါတယ်။1350နိုင်ငံတော်မှအကမဟာကန္တဝါစကပုံဒိတ်တဘွဲကိုဆက်တက်ခဲ့ပြီးစီတကုကပ္ပဗုဒ္ဓတက္ကသိုလ်တွင်ပါမောက္ခအဖြစ်ဆောင်ရွက်က Department of Language Studies မှ English Diploma Class နှင့် BA ပဒုတတိယနှစ်များမှာစာပေပို့ချပေးတော်မူခဲ့ခြင်းအမေရိက
ကိုရီးယားမက္ကဆီကိုဂျာမနီပြင်သစ်နိုင်ငံတို့မှကျောင်းသားကျောင်းသူများအားပါဠိဘာသာအဘိဓမ္မာဘာသာရပ်များကိုသင်ကြားပို့ချပေးခဲ့ပါတယ်1990ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ဩဝါဒစရိယဧည့်သည်ပါမုခအဖြစ်ပြည်တွင်းပြည်ပကျောင်းသားကျောင်းသူများအားစာပေပို့ချပေးခဲ့ပါတယ်1999နိုင်ငံတော်မှအကမဟာပုံဒိတ်တာဖွဲ့ကိုစက္ကပ်ခဲ့ပါတယ်2003ခုနှစ်အိန္ဒိယနိုင်ငံမဂဒတက္ကသိုလ်မှဒေါက်တာ PhD ဘွဲ့ကိုရရှိပြီးထိုနှစ်မှအစ၍ဂျာမနီနယ်သာလန်ဩစတြီးယားအင်္ဂလန်စင်ကာပူမလေးရှားကိုရီးယားနိုင်ငံများသို့နှစ်စဉ်မပြတ်ကြွရောက်ခဲ့ပြီးအာတိုဘာသာနိုင်ငံသားများအားအဘိဓမ္မာသင်တန်းများတင်ကြပို့ချပေးခဲ့ပါတယ်1986ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ဩဝါဒစရိယဧည့်သည်ပါမုခအဖြစ်ပြည်ရင်းပြည်ပကျောင်းသားကျောင်းသူများအားစာပေပို့ချပေးခဲ့ပါတယ်2020နိုင်ငံတော်မှအဘိဓဇမဟာရထဂုရုဘွဲ့ကိုစက္ကပ်ခဲ့ပါတယ်ယခုအခါဒေါက်တာဗဒ္ဒန္တနန္ဒမာလာဘိဝန္တသည်စကိုင်းမြို့မဟာသုဘောရာယုံစာတင်တိုက်၏ပဓာနာနာယကဆရာတော်တာဝန်ကိုတီတကုကပဗုဒ္ဓတက္ကသိုလ်တွင်ပါမုခအထိတာဝန်ထမ်းဆောင်ရင်းဒီပလိုမာသင်တန်းများနှင့် BA ပဒုတတိယနှစ်များမှာစာပေပို့ချပေးတော်မူခဲ့ခြင်းရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ပါမုခချုပ်အပြည်ပြည်ဆိုင်ရာအဘိဓမ္မာမဟာသိပ္ပံပါမုခချုပ်အဖြစ်တာဝန်ထမ်းဆောင်ရင်းလူသားများအကျိုးအတွက်တရားဓမ္မများဟောပြောခြင်းဖြင့်သာသနာပြုလျက်ရှိပါသည်